ဇလန်းအစမှာတော့ခင်မုန်းဖြစ်သူကချစ်လို့လားငါကုမ္ပဏီကဒီလကုန်မှာ1200ရပြီဟုပျော်ရွှင်စွာပြောပြခဲ့သည်မုံမုံကချက်ချင်းဟုတ်လားကုမ္ပဏီကအမြောက်များစွာရပြီဆိုရင်ငါအကိုကိုလှပတဲ့စပိုကားကြီးတစ်စီးဝယ်ပေးမယ်ဟုပြောခဲ့သည်ခင်မုန်းဖြစ်သူကအကိုကိုဘာကြောင့်ကူညီရတာလဲကျွန်တော်တို့သာရှုံးနေရင်ကုမ္ပဏီထောင်ဖို့မလိုဘူးလားဟုတန်တရားဖြစ်ခဲ့တော်လဲမုံမုံကမိခင်ကငါ့ကိုအချစ်ဆုံးသမီးလို့ခေါ်တယ်ငါအတွက်အရာရာကိုလုပ်ပေးမယ်ဟုခံယူချက်ကြီးစွာဖြင့်ပြောခဲ့သည်ခင်မုန်းဖြစ်သူကဒါဆိုစမ်းကြည့်ရအောင်မိခင်ကိုကုမ္ပဏီရိမ့်နေပြီးငွေလိုအပ်နေတယ်လို့ပြောကြည့်ပါဟုအကြံပြုခဲ့သည်မုံမုံကအနှဲငယ်စိတ်လှုပ်ရှားသွားပြီးကိုစစ်ဆေးရတာမှားနေမလားဟုမေးခဲ့တော်လဲခင်မုန်းဖြစ်သူကရလက်ကမင်းကိုပူဆွဲစရာမဖြစ်စေဘူးလို့မျှော်လင့်တယ်ဟုပြောခဲ့သည်မုံမုံကမိခင်ကငါ့ကိုကဲတင်ပေးမှာပါသူငါ့ကိုချစ်တယ်ဆိုတာငါယုံကြည်တယ်ဟုရဲရဲတင့်တင့်ပြောခဲ့ပြီးခင်မုန်းဖြစ်သူကဒါဆိုဂုဏ်ရှိတယ်မင်းအကိုအတွက်ပိုကောင်းတဲ့ကားကြီးတစ်စီးဝယ်ပေးပြီးသူကိုအတူတူစီးပွားရေးလုပ်ခွင့်ပေးမယ်ဟုကတိပြုခဲ့သည်မုံမုံသည်ပျော်ရွှင်စွာမိခင်အိမ်သို့သွားခဲ့သည်မိခင်ကသမီးလေးကိုမြင်လိုက်ရသောအခါအိုးဟုငါရဲ့အချစ်ဆုံးသမီးလေးရေလက်ဖက်ရည်တောက်လိုက်ဟုဆက်ဆံခဲ့သည်မုံမုံ၏နှလုံးသားတွင်မိခင်ကငါ့ကိုချစ်တယ်ဆိုသည့်ယုံကြည်ချက်သည်ပိုမိုခိုင်မာလာခဲ့သည်သူမသည်စိတ်ရင်းချက်စွာမိခင်ကိုကြည့်ပြီးအမေကျမတို့ခက်ခဲနေပါတယ်ကုမ္ပဏီကရိမ့်နေပါပြီငွေတွေလိုနေပါတယ်ဟုပြောခဲ့သည်မိခင်၏မျက်နှာသည်ချက်ချင်းပြောင်းလဲသွားခဲ့သည်အကိုအတွက်အဝဲမဲ့စပိုကားကြီးဘယ်ရောက်ပြီလဲဟုမေးခဲ့သည်မုံမုံ၏နှလုံးသားကိုတန်ချောင်းတစ်ချောင်းဝင်ရောက်လာသလိုဖြစ်ခဲ့ရသည်သူမ၏မျက်ရည်များကိုမျိုးချပြီးကျမတို့အိမ်ကိုပြန်ပိုင်းထားပြီးကားကိုလည်းရောင်းလိုက်ပါပြီဟုပြောခဲ့သည်မိခင်ကဒါဆိုအကိုစပိုကားကဘယ်ရောက်မလဲသူကတလားလောက်စောင့်နေတာဟုပြောခဲ့သည်ထိုခိုက်တွင်မုံမုံ၏နှလုံးသားသည်ကြောက်ခဲတစ်ခုတစ်ဖွဲကြီးမားစွာကြာရောက်ခဲ့သည်သူမနှင့်ခင်မုန်းဖြစ်သူအခက်ခဲကြုံနေချိန်တွင်မိခင်၏စိတ်ထဲတွင်သူမထက်အကို၏ကားကြီးကပိုမိုအရေးကြီးနေသည်ကိုရင်ဆိုင်ခဲ့ရသည်မုံမုံကအမေကျမတို့ကိုနေစရာမရှိတော့ဘူးအမေဗီလာကြီးမှာနေခွင့်ပြုမှာလားဒီအိမ်ကတော့ကျမတို့ငွေထည့်ပြီးစောက်ပေးခဲ့တာဟုနောက်ဆုံးမျှော်လင့်ချက်ဖြင့်မေးခဲ့သည်မိခင်၏မျက်နှာတွင်ရောင်ပြန်မှုမရှိခဲ့ပါသူမကငါမင်းမေဖြစ်တယ်ဆိုတော့ငွေနည်းနည်းပေးရတာမှန်တယ်ဒါပေမဲ့လာပြီးနေမယ်ဆိုတာရွှေလျားနေတဲ့အိမ်လို့မဟုတ်ဘူးအကိုပြန်လာရင်ညှိနှိုင်းကြမယ်ဟုပြောခဲ့သည်မုံမုံ၏နှလုံးသားသည်နာကျင်မှုအသစ်တစ်ခုထပ်မံခံစားခဲ့ရသည်ထို့နောက်မိခင်ကမုံမုံဤကားကိုတိမ့်ပေးထားမယ်ဟုဆိုကာကားပါကီတောင်းခဲ့သည်မုံမုံကကောင်းပြီဟုပြောခဲ့တော်လဲနာကျင်စရာရင်ထဲမှာခံစားခဲ့ရသည်မုံမုံသည်ခင်မုန်းဖြစ်သူထံပြန်ရောက်လာပြီးအမေကအကိုနဲ့ညှိနှိုင်းမယ်လို့ပြောတယ်ဟုပျော့ပြောင်းစွာပြောခဲ့သည်ခင်မုန်းဖြစ်သူကရောင်းမဲ့အချက်ပြတဲ့အထိရှုံးနေပြီဟုပြောခဲ့ပြီးဒါပေမဲ့မင်းမကျေနပ်ဘူးဆိုရင်မင်းယောက်ျားသည်ဆွေးနွေးတဲ့ဆက်ဆံရေးကြောင့်ဖြစ်လာတာပါဟုဆက်လက်ပြောခဲ့သည်ခင်မုန်းဖြစ်သူကမင်းအမေနဲ့မင်းအကိုကိုအမှန်တကယ်ယုံကြည်နေသေးတယ်ဆိုရင်မင်းရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီးတွားစစ်ကြည့်လိုက်ပါဒီတခါတော့မင်းရောက်ဖြစ်သူဖုံးဆက်လိုက်စမ်းဟုပြောခဲ့သည်မုံမုံကအဲ့ဒီလိုမလုံးနဲ့သူကကြေးလက်မှာနေတဲ့အဖွားဖြစ်တယ်ငွေမရှိဘူးဟုပြောခဲ့သည်ခင်မုန်းဖြစ်သူကဒီအပေါ်မှာဘသူအမှန်တကယ်ချစ်တယ်ဆိုတာမင်းသိသွားမှာပါဟုပြောခဲ့သည်မုံမုံသည်မိခင်ဤဖုန်းခေါ်ဆိုမှုကိုစောင့်ဆိုင်းနေစဉ်ဘာမှမသိခဲ့ပါသူမမိခင်အိမ်မှပြန်ထွက်ခဲ့ပြီးနောက်မိခင်သည်တားဖြစ်သူနှင့်တကားပိတ်ကညှိနှိုင်းခဲ့ကြသည်မိခင်ကသူတို့ကိုရခင်ကပေးခဲ့တဲ့ငွေတွေအိမ်မှာအသုံးဝင်နေတဲ့ဒါပေမဲ့သူတို့အကျွေးတွေကြီးနေတယ်ဖြစ်เสียမလို့ဘူးဟုပြောခဲ့သည်အကိုဖြစ်သူကသူအိမ်အောင်ကြပြီးသူကိစ္စသူကိုယ်တိုင်ရင်ဆိုင်ရမယ်ငါတို့စီးပွားရေးတွေခြောက်နေတာသူဆက်ဆံရေးကိုဖျက်တောက်ဖို့လိုတယ်ဟုပြောခဲ့သည်မိခင်သည်တမီးဖြစ်သူထံဖုန်းဆက်ခဲ့သည်မုံမုံလေးရေအကိုမိုက်အိမ်အတူမပြန်သေးဘူးအခြားနီလန်းတွေရှာကြည့်ပါလားဟုပြောခဲ့သည်မုံမုံကအမေကျမတခြားနီလန်းမရှိဘူးကူညီပေးပါဟုတောင်းဆိုခဲ့တော်လဲမိခင်ကပုံမခက်ကြမ်းကြမ်းပြောခဲ့သည်မင်းမှာတီးချငွေမရှိဘူးလားအခုဘဝမှာခက်ခဲနေပြီငါမှလည်းစိတ်မကောင်းဘူးဟုပြောခဲ့သည်မုံမုံကမဲလေးကျမဒီနှစ်တွေဖြတ်ခဲ့တဲ့တီးချငွေတွေအကုန်လုံးအမေနဲ့အကိုကိုပေးပို့ခဲ့တာမဟုတ်ဘူးလားဟုပြောခဲ့သည်မိခင်ကငွေပေးတာကပုံမှန်ဖြစ်တယ်ငါကိုပြန်ပေးတာမဟုတ်ဘူးလားငါမွေးမကြွေးမှုကိုပြန်ဆက်နေတာဖြစ်တယ်ယောက်ျားအိမ်ကျွေးတွေကိုမိသားစုဘက်ကဖြည့်ပေးရတယ်ဆိုတာဘလို့ဖြစ်တာလဲဟုပြောခဲ့သည်မုံမုံကကြရှုံးခဲ့ပြီးကုမ္ပဏီကရိမ့်နေတာမသိဘူးကျမတို့ကိုကူညီပေးပါယောက်ျားကပြန်ထူနိုင်မှာပါဟုပြောခဲ့သည်မိခင်ကမင်းယောက်ျားကဆင်းရဲသွားပြီးသူနဲ့ဘာလို့ဆက်နေတာလဲအကိုရဲ့ချမ်းသာတဲ့တငယ်ချင်းရှိတယ်သူ့ကိုမိတ်ဆက်ပေးမယ်ဟုပြောခဲ့သည်ကိုကြားရတော့ခါမုံမုံဤနှလုံးသားသည်အေးခဲသွားခဲ့သည်သူမကအမေကျမကိုရောင်းချတော့မှလားဟုပြောခဲ့ပြီးခင်မုန်းဖြစ်သူ၏ရခင်ကပေးခဲ့သောငွေကြောင့်တားဖြစ်သူအိမ်အောင်ပြုနိုင်ခဲ့သည်ကိုထောက်ပြခဲ့တော်လဲမိခင်ကအဲ့ဒီလိုငွေတွေအလုံးယောက်ျားအိမ်ကပေးရတာပုံမှန်ပါငါမတောင်းပဲသူတန်းပေးရင်တော့ကောင်းတယ်ဟုပြောခဲ့သည်မုံမုံကငါတို့ဒီတင့်မိသားစုလားဟုမေးခဲ့တော်လဲအကိုဖြစ်သူကဖုန်းကိုယူကာမုံမုံလေးရေယောက်ျားဘက်မှာမိသားစုတွေရှိတယ်ဆိုရင်သူတို့ကိုအရင်မေးလိုက်ပါဟုပြောခဲ့သည်ထိုခိုက်တွင်မုံမုံဤနှလုံးသားသည်လုံးလုံးကျိုးပြတ်သွားခဲ့သည်သူမပါလည်းမပြောတော့ဘဲဖုန်းကိုချခဲ့သည်ခင်မုံဖြစ်သူကစိတ်မဆိုးပါနဲ့ကျွန်တော်တို့မိခင်စိတ်ထားကိုတည်သွားပြီးဒါပေမဲ့သူကမင်းကိုမွေးဖွားခဲ့တဲ့မိခင်ဖြစ်တယ်နားလည်ပေးပြီးကျေးဇူးတုံ့ပြန်ဖို့လိုတယ်ဟုတန်မဏိမာကျောစွာပြောခဲ့သည်မုံမုံကခင်မုံဖြစ်သူဤစကားကိုကြားရသောအခါသူမဤ
နာကျင်မှုသည်ထက်မှန်ပိုနေခဲ့သည်ထို့နောက်ခင်မုန်းဖြစ်သူကငါဆက်ယုံမှာအရေးတစ်ခုဖြစ်နေတယ်ငါအရင်သွားမယ်မေးမိခင်ကိုဖုံးဆက်ပြီးနောက်တစ်ခါပြန်သွားကြည့်ပါဟုပြောခဲ့သည်မွန်မွန်ကခင်မုန်း၏မိခင်ဖြစ်သူယောဟနာ၏ကိုဖုံးဆက်ခဲ့သည်အမေကျမတို့မကောင်းဘူးသားကနောက်တစ်ခါပြန်လာမယ်ဟုပြောခဲ့တော်လဲယောဟနာ၏ကဘာမကောင်းတာလဲဟုစိုးရိမ်စွာမေးခဲ့သည်မွန်မွန်ကပြောလဲမထီရောက်ဘူးဟုဖုံးချခဲ့သည်မွန်မွန်၏နှလုံးသားတွင်စိုးရိမ်မှုတစ်ခုဝင်ရောက်လာခဲ့သည်နောက်တစ်နေ့နက်နက်စောစောမှအမွန်သည်ယောဟနာ၏နေထိုင်ရာကျေးရွာသို့အမြန်သွားရောက်ခဲ့သည်သူမအိမ်မဝင်ခင်မှာပင်ကိုဖြစ်နေသောမိခင်အိမ်ရှိတွင်ရက်နေသည်ကိုမြင်ခဲ့ရသည်ယောဟနာ၏ကထွက်ပြီးယောဟနာရီလေးရေကျမထမင်းချက်ပြီးမှလာမယ်ဟုပြောခဲ့သည်မိခင်ကထမင်းမလိုပါဘူးမင်းအိမ်ထမင်းကိုငါမစားနိုင်ဘူးဟုပြောခဲ့သည်မိခင်ကယောဟနာ၏ကိုတင့်သားကိုကြက်ကြက်ထင်ထိုင်းဂယုစိုက်ပါဆင်းရဲသွားရင်ငါသမီးကိုမနှောက်ယှက်ပါနဲ့ငါသူ့အတွက်ချမ်းသာတဲ့ယောက်ျားကိုရှာပေးမယ်ဟုပြောခဲ့သည်ယောဟနာ၏ကသားတို့ဆင်းရဲနေတဲ့အကြောင်းငါကိုမပြောဘူးဟုပြောပြီးနောက်တစ်ခါပြန်လာရင်သူ့ကိုတတိပေးမယ်ဟုပြောခဲ့သည်မိခင်ကပြောတာအတုံးမဝင်ဘူးတင့်ထန်လာပြီးဘာကူညီနိုင်မှလဲသူ့ကိုကိုယ်တိုင်းခိုင်ခန့်အောင်လုပ်ခိုင်းပါငါသူ့ကိုကောင်းတဲ့ယောက်ျားတစ်ယောက်ရှာပေးမယ်ဟုပြောခဲ့ပြီးပြန်လဲထွက်သွားခဲ့သည်မွန်မွန်သည်ရက်ကြည့်နေရင်မိခင်ဤအပြုမှုကိုမြင်တွေ့ခံစားခဲ့ပြီးနှလုံးသားထဲတွင်ပူပြင်းမှုသည်ပုံမိုကြီးမားလာခဲ့သည်မွန်မွန်သည်အိမ်ထဲဝင်ရောက်ခဲ့ပြီးယောဟနာကြီးကိုကြည့်ခဲ့သည်အမေငါပြအောင်တိတ်စားရလားမကြဘူးလားဟုပြောခဲ့သည်ယောဟနာကြီးကအမိကျမတို့ထမင်းမစားရသေးဘူးဟုဖြေခဲ့သည်မွန်မွန်ကခင်မုန်းဖြစ်သူကိုမိခင်လာရောက်ရှုတ်ချခဲ့သည်ကိုပြောခဲ့ယောဟနာကြီးသည်ရိုးရိုးရှင်းရှင်းသပင်ဖြူနေသောကျေးလက်အဖွားတစ်ယောက်ဖြစ်သည်သူမသည်ဦးစားငှက်ရောင်းခြင်းဖြင့်ရရှိသောဝင်ငွေအနှဲငယ်ကိုချစ်ရသောသားနှင့်သမီးများအတွက်တင်စီထားခဲ့သည်ယောဟနာကြီးကသားရည်အိမ်ပြန်ခဲ့ဆန်းမင်းခန်းကိုငါတစ်ပတ်တစ်ခါတန်ရှင်းရေးလုပ်ထားတယ်ပြန်လာနေမဲ့ပြင်ဆင်ထားပြီးဟုပြောခဲ့သည်မိသားစုဖြစ်တယ်ဆိုရင်ဒါကပုံမှန်ပါငွေကြွေးတွေရှိနေရင်တော့ဒါကမင်းရဲ့အိမ်ပဲဟုပြောခဲ့သည်မွန်မွန်ကအမေကျမတို့ကိုမှန်မှန်ကန်ကန်မစွန့်ပစ်ပဲတင်းရဲ့ငွေတွေအကုန်လုံးပေးလိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုပြောခဲ့သည်ယောဟနာကြီးကမင်းကမှတားမရဖြစ်တယ်ငါမင်းကိုမင်းမဟုတ်ပဲမဆက်ဆံဘူးငွေပေးဖို့ငါပြောတယ်ဟုပြောခဲ့သည်မွန်မွန်ကမျက်ရည်ကျနေစဉ်ဒီနှစ်တွေကျမအမေကိုပြန်မလာခဲ့ဘူးငွေလည်းမပေးခဲ့ဘူးဟုဝန်ခံပြောခဲ့သည်ယောဟနာကြီးကမင်းတို့အလုပ်များတယ်ဆိုတာငါနားလဲတယ်ငါကမင်းကိုမမှုတ်မိုးဘူးဟုပြောခဲ့သည်ထို့နောက်ယောဟနာကြီးကပြန်လာခဲ့စမ်းငါရှိနေတဲ့၍ဒီအိမ်ကအမြဲမင်းတို့အိမ်ဖြစ်တယ်ဟုပြောခဲ့ပြီးကနစ်ကက်ကိုထုတ်ပြခဲ့သည်ဒါက300ရှိတယ်တစ်နှစ်ပတ်လုံးမင်းတို့ငါ့ကိုပေးတဲ့ငွေဖြစ်တယ်ဒါပေမဲ့ဒါက600ဖြစ်တယ်ဒါကငါဥစားငှက်ရောင်းပြီးချစ်တယ်ဖော်ပြခဲ့တယ်ဟုပြောခဲ့သည်ဒါကငွေများကြီးမဟုတ်ပေမဲ့မင်းတို့အခက်ခဲကြော်လွှားနိုင်ဖို့မျှော်လင့်ပါတယ်ဟုဆက်လက်ပြောခဲ့သည်မွန်မွန်ကအမေကျေးဇူးတင်ပါတယ်ကျမတို့နောက်ပိုင်းတင့်ကိုကောင်းကောင်းကျေးဇူးဆက်ပါမယ်ဟုဝမ်းမြောက်ဝမ်းသာပြောခဲ့သည်ခဏတာအတန်ငြိမ်မှုရှတီးခဲ့တော်လဲထိုခိုက်တွင်မုံမုံဤမိခင်နှင့်အကိုဖြစ်သူကရုတ်တရက်ရောက်ရှိလာခဲ့သည်မိခင်ကသမီးလေးရေယောဟနာ၏အိမ်မှာအခုနေရတာစိတ်မကောင်းဘူးဟုပြောခဲ့တော်လဲအကိုဖြစ်သူကငါညီမလေးလေယောဟနာ၏အိမ်မှာနေရတာဘယ်လောက်ကြာလဲယောဟနာ၏ချက်ပြုတ်နေတော့ငါခုံမရှိဘူးလားဟုပြောခဲ့သည်မုံမုံကဒီနေ့ပါလာတာလဲဟုမေးခဲ့တော်လဲအကိုဖြစ်သူကငွေပေးဆန်းငါကိုကားဝယ်ပေးဖို့ကတိပြုထားတာမမှတ်မိဘူးလားဟုပြောခဲ့သည်မုံမုံကအကိုလေးကျမကားမဝယ်ပေးနိုင်တော့ဘူးဟုပြတော့ခဲ့တော့လဲမိခင်ကသမီးလေးရေမင်းမာငွေရှိတယ်ဆိုတာငါသိတယ်ယောဟနာကြီးပေးထားတဲ့300ရှိတယ်မဟုတ်လားဟုပြောခဲ့သည်မုံမုံကမိခင်လေးဒီကက်ထဲကငွေကယောဟနာကြီးဟင်းရွက်ဦးစားငှက်ရောင်းရရှိတဲ့ငွေဖြစ်တယ်သူတငွေတချီစုထားတာဒါကသူ့ရင်ထဲကခံစားချက်ဖြစ်တယ်ငါမိသူကိုမှထိထိရောက်ရောက်မတုံးဆွဲခွင့်ပြုနိုင်ဘူးဟုပြောခဲ့သည်အကိုဖြစ်သူကမိသားစုကိုမငဲ့ဘူးလားဟုပြောခဲ့သည်မုံမုံကရင့်ကျက်စွာငါမိသားစုကိုမငဲ့ဘူးမဟုတ်ဘူးငါမငဲ့ဘူးတာကငွေတောင်းယူနေတဲ့အကိုကိုဖြစ်တဲ့အကျိုးမြတ်ကိုသာကြည့်တဲ့မိခင်ကိုဖြစ်တယ်ဟုပြောခဲ့သည်မိခင်ကမင်းကငါသမီးဖြစ်တယ်ငါသမီးဖြစ်ရတာဘာဖြစ်လာတာလဲဟုကဲ့ရဲ့ပြောခဲ့သည်မွန်မွန်ကမိခင်ကြောင့်နာကျင်နေပါတယ်ကျမအခုအကုန်ခံစားနေရတာအမေကြောင့်မဟုတ်ဘူးလားဟုပြောခဲ့သည်အကိုဖြစ်သူကညီမလေးရေမင်းကငါညီမလေးဖြစ်တယ်မင်းကိုခွင့်လွှတ်ဖို့မဖြစ်နိုင်ဘူးလားဟုပြောခဲ့သည်မွန်မွန်ကကားမဝယ်ပေးရင်ခွင့်လွှတ်လို့မရဘူးဟုပြောခဲ့သည်မိခင်ကငါသမီးလေးမင်းတကယ်ပတ်စံရှိရင်အကိုကိုချေးလိုက်ပါငါပြတော့တဲ့ကိစ္စဖြစ်ပါတယ်ဟုပြောခဲ့သည်မုံမုံကငါနာကျင်ခြင်းရှိပါတယ်ဒါပေမဲ့ယောဟနာကြီးကျင်ကျင်နာနာဖြစ်တဲ့စေတနာကိုမညှို့နှံ့စေခြင်းဘူးယောဟနာကြီးပေးထားတဲ့ငွေကိုငါမည်သူကိုမှမပေးဘူးဟုပြောခဲ့သည်ငါသိတာကမင်းတို့စီကငါရတဲ့ငွေကအများကြီးဖြစ်ပါတယ်အိမ်သစ်ဆောက်ဖို့ကားတစ်ဝယ်ဖို့တားဖြစ်သူအိမ်အောင်ပြုဖို့ယောက်ျားဘက်ကပေးခဲ့တာအကုန်လုံးပါဒါပေမဲ့ဒီနေ့ယောဟနာကြီးငွေကိုငါဘသူကိုမှမပေးဘူးဟုဆက်လက်ပြောခဲ့သည်အကိုဖြစ်သူကညီမလေးငါရွာသားတွေအကုန်ခေါ်ပြောမယ်မင်းရဲ့ပုံစံကိုသိစေမယ်ဟုချင်းချောက်ခဲ့သည်မုံမုံကပြောလိုက်ပါလမ်းသွားလျင်လမ်းပိတ်ဆိုတဲ့တင်စကားကိုငါကြားဘူးတယ်ငါတို့ငါးစားလို့ရေမချိုးခဲ့ပိတ်ဆိုလိုက်ဆန်းဟုပြောခဲ့သည်မိခင်ကမိသားစုအဆက်ကင်းစွာမင်းကငါသမီးဖြစ်တယ်ဒါပေမဲ့မင်းကငါကိုမယိုသားဘူးငါဒီငွေမလိုချင်ဘူးယောဟနာ၏ငွေကိုလည်းငါမလိုချင်ဘူးငါသွားပြီဟုပြောခဲ့ပြီးထွက်ခွာသွားခဲ့သည်ထိုနေ့မှစတင်၍မုံမုံသည်မိသားစုချစ်ချင်းမှုရင်းမှာပုံမိုရင်းကျက်လာခဲ့သည်သူမသည်အကျိုးမြတ်ကိုသာကြည့်သော
မိခင်နှင့်အကိုအတွက်ငွေပေးခြင်းကိုရပ်ဆိုင်းခဲ့ပြီးကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ရန်ဆုံးဖြတ်ခဲ့သည်မွန်သည်နောက်ဆုံးတွင်ခင်မွန်းဖြစ်သူပြောခဲ့သည့်အတိုင်းကုမ္ပဏီသည်တကယ်တမ်းရိမ့်မနေခဲ့ပဲပိုမိုချမ်းသာလာခဲ့ကြောင်းသိရှိခဲ့သည်အစစ်အမှန်ချစ်ချင်းမှုရှင်သည်မိခင်မဟုတ်ပဲကြေးလက်တွင်ဦးစားငှက်ရောင်ပြီးသားမယားအတွက်ငွေစုထားသောယောဟနာ၏ဖြစ်ကြောင်းသိရှိခဲ့ရသည်ထို့သို့သိရှိခဲ့ပြီးနောက်မွန်သည်သူမဘဝ၏ကြံရှိသောကျင်ကျင်နာနာမှုကိုထိုက်တန်သူများထံသို့ပေးအပ်သွားရန်စိတ်တနာကြခဲ့၏